မင်္ဂလာဗျာဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီ sharing လုပ်ပြီးတော့မှာကတော့ကျွန်တော်တို့ဒီရက်ထဲမှာကျွန်တော်တို့ AI နဲ့ကျွန်တော်တို့ရဲ့ပုံလေးတွေနဲ့ပေါ့နော်ဓာတ်ပုံAI လေးထုတ်တယ် AI ပုံလေးတွေထုတ်တယ်ပေါ့နော် AI ပုံထုတ်တဲ့အခါမှာကျွန်တော်တို့ဒီမျက်နှာတွေနဲ့AI ကထုတ်ပြီးတဲ့မျက်နှာတွေကကျွန်တော်တို့ဒီလွဲနေတယ်ပေါ့နော်အဲဒီလွဲနေတဲ့အခက်အခဲရှိရပေါ့အဲ့ဒီအခက်အခဲကိုကျွန်တော်နေဖြေရှင်းဖို့အတွက်ကျွန်တော် software လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပြီးဖို့ကျွန်တော်ဒီ video လေးလုပ်လိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ software ကို download ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Play Store ကိုဝင်လိုက်မယ်Play Store နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့အောက်ကဒီ server ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကျွန်တော်တို့ဒီ software ကိုရိုက်ပြီးရှာရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ server မှာကျွန်တော်တို့အဲ့ software နာမည်လေးကိုရိုက်ပြီးရှာလိုက်မယ်ကျွန်တော်တို့ SAEMAKER ပေါ့နော် Maker ပေါ့နော် Maker AI ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ပေါ်လာမှာပေါ့ကျွန်တော်တို့ဒီလိုမျိုးဒီဒါလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Remaker Face AI ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာပြီဆိုရင်တော့အဲ့ software လေးကိုကျွန်တော်တို့ဒီ download ဆွဲရမှာပေါ့နော် download ဆွဲဖို့အတွက်ကျွန်တော်ကတော့ဒီမှာ download ဆွဲပြီးသားဖြစ်တဲ့အတွက် open ပဲပေါ်တယ်ပေါ့နော်တကယ်ချင်းတော့မိတ်ဆွေတို့ကတော့ကျွန်တော်တို့ဒီ download မဆွဲရသေးရဖြစ်တဲ့ချင်းကျွန်တော်တို့ install လုပ်ရမယ်ပေါ့နော်install လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ open ကိုနှိပ်ပြီးတော့ဒီ software လေးကိုဝင်ပေးလိုက်မယ်ဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်ကအကွက်ကြီးပေါ့နော်အကွက်ကြီးမှာကျွန်တော်တို့ဒီ unlock image ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီကိုလုံးမဲ့တပ်ပုံကိုကျွန်တော်တို့ရွေးရမယ်ပေါ့နော်ကျွန်တော်တို့ဒီထဲမှာဝင်ပြီးရွေးလိုက်မယ်ကျွန်တော်ဒီပုံလေးကိုပဲအလွယ်တကူလုပ်လိုက်မယ်ကျွန်တော်ဒီပုံလေးပေါ့နော်အဲ့ဒီပုံလေးတစ်ချက်ပုံကိုယူပြီးတော့အလွယ်တကူရွှေ့ပြီးတော့လုပ်ပြလိုက်မယ်ဟုတ်ပြီဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအောက်ကနေရာမှာကျွန်တော်တို့ဒီကိုပုံပေါ့နော်ကိုရဲ့မျက်နှာဓာတ်ပုံရိုက်ထားတဲ့ပုံပေါ့နော်အဲ့ဒါကိုကျွန်တော်ယူဖို့အတွက်ရွှေ့လိုက်တာပေါ့ကျွန်တော်ဒီဓာတ်ပုံကိုထည့်ပေးလိုက်မယ်နော်ဟုတ်ပြီဒီဓာတ်ပုံလေးတွေ့နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့အောက်ကကျွန်တော်တို့ဒီမှာပြာအောင်လေးနဲ့ subspace ဆိုတဲ့ဟာလေးနှိပ်ပြီးတော့ကျွန်တော်တို့လုပ်လိုက်မှာပေါ့နော်ကြော်ညာလေးတော့ကျွန်တော်တို့နည်းငယ်ကြည့်ပေးရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကပြီး3မှဖြစ်တဲ့တော့ပေါ့နော်ရပြီကြော်ညာရပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကြော်ညာလေးကြည့်လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒါကျွန်တော်တို့ခုနမျက်နှာနဲ့အခုမျက်နှာနဲ့လုံးဝဝယ်သွားပြီပေါ့နော်ကျွန်တော်တို့လုံးဝ face ကျွန်တော်တို့မျက်နှာတစ်ထက်ရတဲ့ကျူသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာကျွန်တော်အခုပြောပြခဲ့တဲ့ဒီ AI ပုံလေးကိုကျွန်တော်တို့ဒီမတူတဲ့မျက်နှာတွေကိုတူအောင်လုပ်တဲ့ဒီလန်လေးပေါ့နော်အားလေးကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်နာမည်ဆိုင်သူအောင်ဖြစ်ပါတယ်